ဒီဘက်ကမှာကွန်ဒိုမီဒီကွန်ဒိုတွေကလည်းတော်တော်တူတူပြည့်ပြည့်ဆောက်လာတာကိုတွေ့ရတယ်အဲ့လိုပဲဝယ်တဲ့လူတွေကစမိုင်းတော့နိုင်ငံကျော်စီမှာလည်းကွန်ဒိုမီဒီကွန်ဒိုတော်လေးကိုစိတ်ဝင်စားနေဝယ်လာကြရှိရပါတော့ဈေးဆိုလည်းသူတို့တန်ကြီးနေနဲ့တောင်းကြီးပိုင်းကြီးရှိတဲ့ကွန်ဒိုတွေတော့ရှိလာကြပါတယ်အဲ့တော့အဲ့ဒီမှာဝယ်တာပဲဖြစ်ဖြစ်ငားတာပဲဖြစ်ဖြစ်ဘာတွေလိုအပ်လဲဘာတွေတိထားဖို့လိုလဲဆိုတဲ့ချက်ကိုကျွန်တော်ပြပြပေးပါမယ်အဲ့တော့ကွန်ဒိုတွေမှာကအများဆုံးပြစီကန်းချက်ရှိတယ်နောက်ပြီးမမြင်ရတဲ့ကုန်ကြချိတ်ဆိုတဲ့ဟာရှိအဲ့ဒါပါလဲဆိုတော့ maintenance fee ပေါ့နော်အဲသူတို့က lift တွေပါတယ် security တွေပါတယ်24နာရီလုံး lift တွေသုံးလို့ရအောင်မီးစက်တွေ inverter တွေအဲ့ဒါမျိုးထည့်ပြီးရတဲ့အဲ့ဒီကုန်ကြစိတ်တွေပါတာပေါ့နော်နောက်ကားပါကင်ပါတဲ့ကွန်ဒိုဆိုရင်ကားပါကင်ကြီးတွေနောက်တိုင်ရှင်းရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့ဒီဟာတွေအတွက်လည်းအသက်ရှင်ချက်တွေရှိတာပေါ့အဲ့ကြလို့ရှိရင်အဲ့မှာကိုကငားနေတာပဲဖြစ်ဖြစ်ဝယ်နေမယ်ဒါပဲဖြစ်ဖြစ်အခုခုပေါ့နော်အကြောင်းရင်းရှိလို့ရှိရင်ကိုကဒီကိုနေမဲ့ကွန်ဒိုကိုနေမဲ့မီနီကွန်ဒိုမှာဘယ်လောက်တစ်လကုန်ကြစိတ်ရှိတယ်တစ်လဘယ်လောက်ပေးရလဲဆိုတော့ဘောတိတိကျကျလေးကိုဝယ်မဲ့ developer ကြီးရပဲဖြစ်ဖြစ်ကိုဝယ်မဲ့ agency ကိုမျိုးပဲဖြစ်ဖြစ်ကျကျလေးဒီချပေးထားလိုက်တာကကိုတို့ရဲ့ရှုံးကြီးရွယ်အကောင်းဆုံးပဲအဲ့လိုမှမဟုတ်ဘဲနဲ့အခန်းကြိုက်တယ်ပြီးတော့ဝယ်လိုက်ဒီမှာဓာတ်စီကြီးနေတာဒီလောက်ပေးရတယ်ဒီလောက်ပေးရတယ်ဆိုတော့ပုံစံမျိုးဖြစ်လာလို့ရှိရင်ဒါမမြင်ရတဲ့ကုန်ကြစိတ်တွေအများကြီးရှိပါတယ်။ဒါကြောင့်ကွန်ဒိုမှာငားမဲ့နေမှာပဲဖြစ်ဖြစ်ဝယ်နေမှာပဲဖြစ်ဖြစ်ကိုကစိတ်ကူးရပြီဆိုလို့ရှိရင်ပထမအဦးဆုံးအနေနဲ့အဲ့ဒီကုန်ကြစိတ်တွေဘယ်လောက်ရှိတယ်အခြားဘာစီကဲချက်တွေရှိတယ်ဆိုတော့ကိုကမေးတင်တယ်ချို့လို့ရှိရတဲ့လက်စတူကွန်ဒိုကြီးတွေမှာကျွန်တော်လက်စတူကွန်ဒိုမှာဆိုရင်အဲကွန်ဒိုပြင်မှာထုတ်ပြီးတော့တက်လို့မရတဲ့စီကဲချက်မျိုးကားပါကင်ဆိုလို့ရှိရင်လည်းဘယ်ဟိုမှာဘယ်အကန့်မှာပဲကိုယ့်ရဲ့အိမ်နံပါတ်နဲ့ကားပါကင်ပေးထားတဲ့အတွက်အငင်းပွားမှုဖြစ်အောင်လုပ်ထားတာမျိုးနောက်ဆိုင်းရှိတ်တွေထုတ်လို့မရဘူးအဲ့လိုချက်လက်တွေကြီးရဲ့အတွက်ဒီချာချာလေးအဲ့ဒါလေးကိုအဝယ်ခင်မှာလေ့လာစုံစမ်းတင်ပါတယ်